毛毛会可美，地基的红面马是贵，毛毛会可美，地基的红面马是贵，我的妈耶，这个不要追，天路可美。ဆိုတဲ့ဆိုတာတာဆိုတော့တရားလိုမျိုးဒီတုံးမိသားမျိုးကတော့အတန်ကောင်းပြီလို့ပြောတယ်တော့ပြင်းနေပြီကြားရဲဆိုဘယ်လိုမျိုးအဲ့လိုအကျဉ်းကြီးပေါ်လာတယ်ဒီလားအဲ့လိုမျိုးလွယ်တော့မလွယ်ဘူးဒီလားအဲ့တော့အဲ့ရဲ့အတန်ကြီးအတန်ထားနဲ့တော့တော့ပြအဆိုတော့ကောင်းနေလူတယောက်ကအဲ့အတန်ကိုရာကောင်းကြတယ်ဒါပေမဲ့ခုနလိုမျိုးဆိုပြီးသွားရင်သူ့လိုမျိုးကောက်လို့ဆိုတော့ဖြစ်လာတယ်တစ်ခုပဲရမယ်ဒီ professional ဟုတ်တယ်မလားအဲ့တော့ तू ကအတန်နဲ့သူစက်တယ်ပေါ့နော်ဒီနှစ်ပါးသွားမှလိုအပ်တဲ့အတန်လေးတန်ထားတွေပုံရတယ်ဗျာနောက်တစ်ခါကျတော့သူအကောက်ဟိုအတန်တစ်ခွဲနေလည်းနှစ်ပါးသွားလို့မရအောင်နော်အခုမှကျွန်တော်မြန်မာချင်းချင်းမြန်မာစက်တဲ့ရဲ့အနှစ်သာရကိုကျွန်တော်တွေ့ရပြီလားဟုတ်လို့အကာကောင်းနေလို့လည်းမရအောင်အတန်လေးကလည်းသွားနေသူအဲ့ဝင်ခွင့်ရဖြစ်နေပါအကယ်ဟုတ်ပြီအတန်ကြီးရော professional လို့100%ကောင်းနေတယ်မရပြန်ဘူးလေသူ့လိုကားတဲ့အောင်မှာဟောသူကားတဲ့နေအောင်တော့လေသူကောက်တယ်ကြာအတန်လေးကောင်းတယ်ကြာဒါပေမဲ့လူကြီးအောင်မြင်လားမအောင်မြင်ဘူးသူရဲ့ဆန်းကလည်းရှိနေမှာတခါခုနလိုမျိုးသူကားတဲ့ပုံစံတွေကလည်းချစ်ဖို့ကောင်းနေမှာလေလူကချစ်တာလေအဲ့တော့ तू ကအတန်ညှင်းစုရတဲ့အတန်ဒီတကယ်ဟိုမြန်မာမင်းသားအကရဲ့ဆိုရတဲ့အဆိုကကျူခုမှတည်ရဗျအော်ပြီးတော့ဆိုရတာဘယ်လိုလဲမသိဘူးကျွန်တော်တာမန်ဆိုပြီးလို့ပစရီနဲ့ possible ဆိုပြီးလို့မရအောင်ပြုံးပြီးရင်ထဲကနေပြီးလာတဲ့အတန်နဲ့ဆိုရတာကျွန်တော်အဆိုပညာတော့ကျွန်တော်အဲ့လောက်နားမလဲဒါပေမဲ့ခုနပြောသလိုဟုတ်ပြီ तू ကားနေတာကမန်နေသိဆိုမိချင်မှမိမယ်ရှေ့ကဂူးလူတွေကိုမိချင်မှမိမယ်ဗျာဘူးချူကိုလည်းမိချင်မှမိမယ်ဒီစွမ်းကိုလည်းမိချင်မှမိမယ်ဒါပေမဲ့ဟိုဒီသူရဲ့အသက်အရွယ်နဲ့ဒီလောက်ထိဒီပြည်သက်ကိုဆွဲဆောင်နိုင်တယ်ဒီလောက်ထိထုတ်ပြနိုင်တယ်ဆိုရင်ကိုဆိုနောက်တစ်ခုကကျတော့ तू မနေ့က
ဒီပေါ်မျိုးဆက်တွေကိုတွေ့ခေါ်ရတယ်ကျွန်တော်တွေ့ခဲ့တယ်နောက်မှကြည့်ပါလားမင်းသားတွေဆိုအများကြီးပဲနော်အဲ့တော့သူနည်းနည်းမှကိုတွေ့ခဲ့ဘူးပေါ့နော်အဲ့ဒါတွေလည်းတွေ့ပါတယ်ဗျဟုတ်တကယ်ကိုလှပါတယ်မြန်မာသက်သက်ပဲမြန်မာယဉ်ကျေးမှုကဒါလူအများအပြန်ပြီးစိတ်ဝင်စားလာပေါ့သူအဲ့ဒီပုံမှာမူတည်ပြီးတော့ဒီယဉ်ကျေးမှုတက်တူမှာတက်နေတဲ့ဒီမျိုးဆက်တွေအတွက်လည်းအောင်စဖို့လိုမျိုးဟိုဘယ်လိုခေါ်မလဲအိုင်တော့ဖြစ်နေပြီပေါ့နော်အရင်တော့ဆိုရင်ပန်နာကျောင်းလာပြီးသွားတာဗျာဟိုသူတို့ရဲ့အလောက်ကန်ခွင့်လည်းတော်တော်လေးနည်းနေထင်ပါတယ်နော်နောက်တစ်ခုကကြတော့ဟိုနာမည်တက်ထားတဲ့လူတွေလောက်ပဲဘယ်လိုမှဆက်ထောင်ပြီးတော့လုပ်နေလို့ရတာလေခုနောက်ပိုင်းတော့ကလေးတွေကစားဗျာသူတို့ရဲ့ဝါသနာလေးတွေကိုရေရေဝုံဝုံချပြနေကြတာတွေ့ရကြတော့ဒါကောင်းတဲ့အလားလားပေါ့နော်အဲ့တော့သူများနိုင်ငံတွေဆိုနေကြည့်ပါကျွန်တော်တို့ဆိုရင်ဖုကတ်သွားတော့တကယ်ကိုစီရိုနာလိုမျိုးတကယ်ကိုခမ်းနားတဲ့မှာကျွန်တော်တို့ဒီ opera တွေသူတို့ရဲ့ယဉ်ကျေးမှုတွေတင်ဆက်တာကို foreigner တွေနဲ့ကြည့်ရတာမျိုးပေါ့နော်အဲ့တော့ဒီနိုင်ငံသားဝင်ငွေလည်းအရင်ရှာတတ်ကြတယ်တစ်ချိန်မှာလေကျွန်တော်နိုင်ငံတွေဖြစ်မလာဘူးဆိုလို့မပြောနိုင်ဘူးနေ့ကနောက်တစ်ခုကျ corporate လောက်သွားတာပေါ့ council hang နဲ့ဆိုတော့ council hang ကလည်းသူ့မှာဇက်ထောင်ထားလို့ပြောတယ်ကျွန်တော်လည်းခုမှသိရပါတော့အဲ့တော့သူတို့မျိုးဆက်တဲ့လူငယ်တွေစင်တစင်ထဲမှာသူ့စင်မောကိုတော့ကားလေကိုစင်မောသူလာကားခံနေဆိုကြတဲ့ကဒါတူးနဲ့တူးဘယ်လိုခေါ်မလဲဟိုဗျာပန်ပိုးပြီးရလို့ပြောအောင်ပေါ့အဲ့ဒါလည်းတကယ်ကိုကျွန်တော်လူငယ်တွေကြားမှာရှိတဲ့ချစ်စစ်ပွဲစိတ်ထားတွေကိုကျွန်တော်တွေ့ခဲ့ရတယ်နောက်ပြီးမနေ့ကမှကြည့်ပါကိုကြီးကျော်ကြည်နေတာဒီချိန်မှာတော့ကျွန်တော်ချက်တော့တွေးလိုက်တယ်ကြာကျွန်တော်ကိုကြီးကျော်အများကြီးကျွန်တော်မြင်ခဲ့ပြီးမှုရပေါ့နော်ကျွန်တော်တို့ဒီကနှစ်ပေါင်းရဆိုကိုကြီးကျော်ကနေပြီးအများကြီးပဲဒါပေမဲ့ဒီလိုမျိုးချစ်ဖို့ကောင်းတဲ့ဟန်ပန်အမူအရာကိုဒီကောင်လုံနိုင်ခဲ့တယ်ပေါ့နော်ဘာလို့လဲကျွန်တော်မှလှမ်းကြည့်ရတယ်သူ့အမူအရာလေးကမင်းကလေးတွေအသေးဆွဲရတယ်မပြောနဲ့ချစ်ဖို့ကောင်းနေတယ်နော်ဒါကတော့ချစ်တဲ့စိတ်နဲ့ကြည့်လို့နော်ကျွန်တော်မုန်းတဲ့စိတ်နဲ့ကျွန်တော်ကြည့်လို့ရတယ်ဘာကောင်းနေမသိဘူးဘာကောင်းနေမသိလို့ဒါပေမဲ့ခဏပြောလို့သူဒီကျွန်တော်ရဲ့အကျိုးစီးပွားကျွန်တော်ရဲ့မိသားစုကျွန်တော်ကိုထိခိုက်နေတာဘာတစ်ခုမှမရှိတဲ့အတွက်ကျွန်တော်တို့အတလို့ထိခိုက်စရာအကြောင်းမရှိဘူးဆိုတော့ဗျာသူကကျွန်တော်တစ်ခုခုထိခိုက်နေတော့ကျွန်တော်သူ့ကိုတွေ့နေရဒါမှဆိုင်ကျွန်တော်လိုက်ပြီးတော့ blame နေမှာပေါ့နော်ဟုတ်နောက်ပြီးဒီခုန TikTok file လေးရတယ်ကျွန်တော် credit ပေးပါတယ်เนาะကျွန်တော်ဒီမှာရိုက်ထားတဲ့ file လေးရှိတော့ကျွန်တော်ရှုသုံးလိုက်တာပါဗျာဒါကကျွန်တော်ကိုနှစ်ပါးသွားကြည့်ပြီးတော့ကျွန်တော်ရဲ့ကိုယ့်ရဲ့ထင်မြင်ချက်လေးပြောပါဆိုလို့ပြောတာပေါ့เนาะဒါပေမဲ့နောက်တစ်ခါကျွန်တော်ဒီဒါကျွန်တော်အောင်မှာအခုဒီလိုက်တဲ့ပုံမှာမဟုတ်ဘူးကျွန်တော်ရိုးသားappreciate လုပ်ပြီးတင်လိုက်တဲ့ပုံမှာမဟုတ်ဘူးအောက်ကနေပြီးတော့လာရေးတဲ့ပုံမှာမဟုတ်ဘူးကျွန်တော်ဘက်ကနေပြီးပြန်ပြီးတော့ response လုပ်ပြီးတာပေါ့เนาะ design အနေနဲ့ဒီ file လေးကိုကျွန်တော်ထပ်ပြီးတော့ပြင်တာပါနောက်ကျရင်တော့ကျွန်တော်ကိုလေ follow လေးလုပ်ထားတဲ့သူတွေပြောတော့မှာဗျအမားတို့တော့ဒုက္ခရောက်တော့မှထင်တယ်เนาะကျွန်တော်ကဈေးရောက်မှုအတွက်ကိုဒီအကောင့်ကိုဖွင့်ထားတာเนาะကျွန်တော်ရဲ့ sign နဲ့ကျွန်တော်ရဲ့ဒီဘက်ကကျွန်တော် sign မှာဝင်နေတဲ့ customer တွေနဲ့ link လုပ်နိုင်အောင်လို့ကျွန်တော်ဒီအကောင့်ကိုဖွင့်ထားတာပါအဲ့တော့အောင်စုအကြောင်းနေကြီးပဲလေကျွန်တော်အများနဲ့တင်နေမှာမဟုတ်ဘူးเนาะဒါကကျွန်တော်ပွဲကင်းတွေကိုရောက်သွားလို့မြို့လိုက်ပွဲနဲ့ရောက်သွားလို့ကျွန်တော်ကြုံကြိုက်လို့လားကျွန်တော်တင်နေကျွန်တော် design မဲ့တင်နေမှာမဟုတ်ဘူးเนาะအဲကြိုပြောပြထားတာကျွန်တော်ရဲ့ရည်ရွယ်ချက်ကိုကျွန်တော်ဒီ TikTok app ကိုတိတ်ပြီးမသုံးဘူးအခုလေ TikTok app ကိုကျွန်တော် shop ပေါ်နေတာမဟုတ်ဘူးကျွန်တော်တင်နေပြီးတော့ comment တွေဖတ်ပြီးပြန်ထွက်တာကျွန်တော် Facebook လောက်ပဲကျွန်တော်သုံးနေလူမျိုးလေးเนาะအဲကြောင့်အမားတို့တော့ဒုက္ခရောက်တော့မှတင်နေเนาะအဲ့တော့ကျွန်တော်ဒီ file တွေ့ပြီးတော့လေ follow လုပ်ဖို့တွေလည်းသိပြီးတော့မလုပ်ကြပါနဲ့နောက်ပိုင်းကျရင်နောက်ပြီးတော့ခုလို file နေတင်တာကကျွန်တော် comment တွေအောင်မှာ live နေပြီးတော့မောင်လေးတို့အဝေးရလူတွေပေါ့နော်အဲ့တော့သူတို့ရတယ်ငါမိတောင်မှမြို့ဝါနေပြီးဖြစ်နေရပဲအခုမန်လေးမှာနေပြီးတော့မှအရင်ကြည့်ချင်လို့မှကျွန်တော်လက်မှတ်တွေလိုက်လုပ်ပြရပဲကျန်တဲ့သူတွေလည်းကြည့်ချင်ချမ်းပါပဲဆိုပြီးကျွန်တော်မှဖွေးကင်းနေရနေပြီးတော့ရိုက်ပြီးတော့တင်ပေးနေရတာပါဗျဟုတ်စီဇနာနဲ့ပါနော်သူတို့တွေကိုကတော့ဘာမှအပန်းကြည့်ရမဟုတ်ဘူးလေကျွန်တော်လည်းပြင်းနေရတယ်အမှန်တမ်းပြောရင်တော့ရိုက်လိုက်တင်လိုက်ဆိုကြတော့ကျွန်တော်လည်းလုပ်ရတာပါအဲ့ထဲမှာအဲ့တော့ကျွန်တော်လည်းဗီဒီယိုတော်ကျွတ်သွားတယ်ဗျမနေ့ကလေနော်အဲ့တော့ဒါပေမဲ့လည်းအောက်ကနေကြည့်ပြီးတော့ကြည်နေကြမယ်လို့ထင်ပါတယ်နော်ကျွန်တော်ဘက်ကနေပြီးကူညီပေးနိုင်တဲ့အရာလေးကိုပျော်ရွှင်ပါစေတော့ဆိုတဲ့ဆန္ဒနဲ့ကူညီလိုက်တာပါဗျဟုတ်